က်တော်ကြီးဖျားကိုဒီထားကိုဝယ်ခဲ့တဲ့မင်းတို့မင်းကြီးရဲ့ညီတော်ပေါ့နော်ကနောင်မင်းသားကြီးရဲ့အလောင်းတော်ဂူရှိရာစန္ဒမုနိဖျားမှာလာပြီးတော့မှကုသိုလ်ပြုတာဖြစ်ပါတယ်ကနောင်မင်းသားကြီးရဲ့အလောင်းတော်နေရာမှာလာပြီးတော့ကုသိုလ်ပြုတာလဲဆိုတော့အခုစန္ဒမုနိဖျားကြီးပြိုပြက်သွားတဲ့အခါမှာဒီအလောင်းတော်ရဲ့နေရာကြောက်စာလေးကိုဖယ်ထားတယ်ပေါ့နော်ဖယ်ထားတာဖြစ်တဲ့အတွက်အဲ့နေရာမှာကနောင်မင်းသားကြီးရဲ့အလောင်းတော်ရှိတဲ့နေရာမှာကနောင်မင်းသားကြီးနဲ့အတူတူဆွေတော်မျိုးတော်တွေအားလုံးပေါ့သူတို့ရဲ့ကိုစားပေါ့နော်ဆမကနေလာပြီးတော့မှဒီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့ဒီနားလေးမှာရှိတဲ့သူတွေကိုပေါ့စတုဒီတာကုသိုလ်လာပြီးတော့မှဝေမျှပေးတာပါကနောင်မင်းသားကြီးတို့ကြိုက်နှစ်တက်တဲ့နန်းတွင်ပွဲတော်စာဟင်းနဲ့ပေါ့လာရောက်ပြီးတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆွမ်းတော်ပွဲကတ်တယ်ပြီးတော့လူတွေကိုစတုဒီတာဝေပေးတယ်ပေါ့ဒီရဲ့စွန်းဟင်းနေပါတွေကိုဆရာမရဲ့မိတ်ဆွေတွေကကိုတေစာဝင်းနဲ့မတ်ပန်းဤတို့ကနေပြီးတော့မှအလှူဒါနအတွက်ဆရာမကိုလှူဒန်းပေးကြတယ်။ဘိုင်းကျွေးရလဲဆိုတော့ခုနကဝတ်သားဟင်းလေးချက်ဖြစ်ပါတယ်။အဲ့ဒီဝတ်သားဟင်းလေးချက်ကဝတ်သားကိုကနောင်မင်းသားကြီးတို့ညီကအရန်နှစ်သက်သဘောကျတာဖြစ်တဲ့အတွက်ရောမင်းကြီးဥဖိုးလိုင်ကနေပြီးတော့မှအင်မတန်စားကောင်းဖြစ်ပြီးတော့မှကျမကြီးနဲ့လည်းညီညွတ်စေတဲ့ဓာတ်စာတစ်ခုဖြစ်အောင်စီစဉ်ဆောင်ရွက်ပေးတဲ့အတိုင်းဆရာမကချက်ပေးတာပါမင်းတို့မင်းကြီးရှိစဉ်ကာလနဲ့အခုနဲ့ကနှစ်ပေါင်း100ကျော်ပဲရှိသေးရလေတိတ်ပြီးမကွာခြားသေးဘူးပေါ့နော်မကွာခြားသေးနေတာဖြစ်တဲ့အတွက်နန်းတွင်းမှာရှိတဲ့စားတော်စားတွေနောက်တော့ကနန်းတွင်းရဲ့အလေးအထတွေဒလေးထုံးတန်းစင်လာတွေကမပြီးသေးဘူးမပြောက်ပြတ်သေးဘူးပေါ့အဲ့တော့မပြောက်ပြတ်သေးတဲ့တစ်ချိန်ရှိနေတော့လဲပဲလူတွေကတချို့အရာတွေကမှတ်မိနေကြတယ်တချို့အရာတွေကမသိကြတော့ဘူးအဲ့ကြတော့တချို့အရာတွေမှာဆရာမသိထားတဲ့အချက်လက်လေးတွေနဲ့နောက်တော့ကအခုဒီမန်းလေးသူမန်းလေးသားတွေရဲ့လှုပ်လေးလှုပ်ထားရှိတဲ့ဒလေးထုံးစံလေးတွေအချို့ကိုဆရာမပြောပြချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒလေးထုံးစံအချို့မှာဥပမာပေါ့နော်ဆရာမတို့တဘူရဲလာပြီးနေဆိုရင်ထမနယ်ပွဲကြီးလုပ်တယ်ပေါ့နော်အဲ့တော့တဘူရဲလာပြီးနေမှာဘာဖြစ်လို့ထမနယ်ပွဲကြီးလုပ်တာလဲဆိုတော့ထမနယ်ကအဲ့ဒီတဘူရဲလာရာသီဒီစောင်းရာသီကနေနွေရာသီကိုကူးပြောင်းစအချိန်ဖြစ်တယ်အဲ့လိုကူးပြောင်းစအချိန်မှာလူတွေကခန္ဓာကိုယ်တွင်းကအပူတွေကအောင်းနေတာအောင်းနေတဲ့အတွက်ကြောင့်လူရကျမကြီးနဲ့မညွညွဘူးနှာစီးချင်တာလို့ဖျားချင်တာလို့နောက်ချွေးတွေကလည်းမထွက်ဘူးအဲ့ဒီခါကျတော့ဒီနန်းတွေမင်းကြီးမင်းသားတွေရောပေါ့နော်ကျမကြီးနဲ့လည်းညီညွတ်မယ်မင်းတို့မင်းကြီးတရားကြီးနဲ့နော်နန်းတွင်းသူနန်းသားတွေအတွက်အာဟာရဖြစ်စေမဲ့ဓာတ်စာတစ်ခုကိုပေါ့နော်ဓာတ်စာတစ်ခုကိုအစီရင်လုပ်ပေးတယ်အဲ့ဒီလုပ်ပေးတဲ့သူကဘာလို့လဲဆိုတော့ရောမင်းကြီးဥဖိုးလိုင်ပေါ့နော်ဒါအာယုဘောဇနကျမ်းထဲမှာလည်းဒီရဲ့ကိစ္စတွေကိုထည့်ရေးပေးထားတယ်အဲ့ဒီမှာကောက်ငင်းကိုဂျင်းနဲ့ကြော်တယ်ကြော်ပြီးတော့မှထမနဲကိုရေနည်းနည်းစီထည့်ပြီးတော့မှဒီလူငယ်တွေကပေါ့ခွန်အားတန်တဲ့လူငယ်တွေကနေပြီးတော့မှချွေးထွက်တာအောင်ဒီထမနဲကိုနှဲတယ်နှဲပြီးတော့မှကောင်းချင်းကိုဂျင်းနဲ့ကြော်တဲ့ဟာမှာကျန်တဲ့အစာပလာလေးတွေကတော့ဘယ်လိုပြောရမလဲအစာကောင်းအောင်ဖြည့်စင်းထားတာပေါ့နော်အဓိကကတော့ကောင်းချင်းကိုဂျင်းနဲ့ကြော်တဲ့ဒီထမနဲကိုအာဟာရဓာတ်စာအနေနဲ့နွမ်းနှင်းစာအနေနဲ့တုံးခဲ့ကြတယ်ပေါ့စားခဲ့ကြတယ်ပေါ့အခုလဲပဲဆရာမကဒီနေ့ပေါ့နော်ဒီရက်ပိုင်းမှာပေါ့နော်ဆရာမကဒါကနောင်မင်းသားကြီးနဲ့ဆွေတော်မျိုးတော်တွေအားလုံးအတွက်ရည်စူးရည်မှန်းပြီးတော့မှဒီရက်စားတော်ပွဲကိုလာပြီးတော့စတုဒီတာဝေတာပေါ့နော်အဲ့မှာဖះကိုလည်းဆွတော်ကတ်တယ်ကနောင်မင်းသားကြီးနဲ့ဆွေတော်မျိုးတော်တို့ရည်မှန်းပြီးသူတို့ရဲ့ကိုစားလဲဖះကိုကတ်လူပေးတယ်နောက်တော့က9ရက်သားသမီးကိုလည်းစတုဒီတာဝေပေးတယ်ပေါ့နော်ဒီနေ့ကဒီမင်းတို့မင်းတရားကြီးရဲ့ညီတော်ကနောင်မင်းသားကြီးလွန်သွားတဲ့အခါမှာနိုင်ရဆန်သွားတဲ့အခါမှာမင်းတို့မင်းတရားကြီးကနေပြီးတော့သူ့ညီလေးအတွက်အာယုံပြုပြီးတော့သူ့ရဲ့အလောင်းတော်ရှိရပါတော့ဒီရဲ့စန္ဒမုနိဖရာကြီးကိုအမတ်တရအနေနဲ့တည်ထားခဲ့တာဒီနေရာမှာဆမပြောချင်တာလေးကဘာလို့ဆိုတော့ကနောင်မင်းသားကြီးတို့မင်းတို့မင်းကြီးတို့ပေါ့နော်စားတော်ပွဲစားတော်တဲ့နော်နန်းတွင်ပွဲတော်စာဟင်းပွဲလေးအကြောင်းကိုအကြောင်းတိုက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ပြောပြသွားတာပေါ့နော်အဲ့တော့နန်းနှင်းပွဲတော်စာဟင်းဆိုတာအခုကနောင်မင်းသားကြီးတို့မင်းတို့မင်းသားကြီးတို့ညီကိုတော်တွေပေါ့နော်အားလုံးနှစ်သက်ကြတဲ့ဟင်းလျာကဝတ်သားဟင်းလျာဖြစ်တယ်အဲ့တော့ဝတ်သားဟင်းလျာကိုလူတွေကနှစ်သက်ကြတယ်နော်အဲ့လိုပဲသူတို့ညီကိုတွေကလည်းအရန်ကြိုက်တဲ့ဟင်းလျာဖြစ်တော့သူတို့ကျမ်းမာရေးအရာမညီညွတ်တာတွေအခက်အခဲရှိတာတွေနော်ဒီအစားတောက်နေရမှာပေါ့နော်သူတို့ကျမ်းမာရေးမညီညွတ်တာတွေရှိတော့ရောမင်းကြီးဥဖိုးလိုင်ကနေပြီးတော့မှဒီရဲ့ဟင်းပွဲကိုစီစဉ်ပေးတာနော်ဟင်းပွဲကိုဘလို့စီစဉ်ပေးတာလဲဆိုတော့ကျမ်းမာရေးနဲ့လည်းညီညွတ်စေရမယ်နောက်တော့ခါသူတို့နှစ်သက်တဲ့အာဟာရကိုလည်းစားစေရမယ်ဆိုပြီးတော့မှဒီရဲ့ဝတ်သားဟင်းလျာကိုဇီးပြူတီဖန်းကားတီနော်တရက်တီးကြောင်းနဲ့ပုံးရည်အနှစ်လေးနယ်ပြီးတော့မှဒီဟင်းလျာကိုချက်ပေးတာပေါ့နော်အဲ့ဒီဟာချက်ထားပြီးတော့ပဲနက်ရဲ့ငရုတ်သီးကြော်ရဲ့နော်ဒီဥစ္စာကိုနန်းနှင်းပွဲတော်စာအနေနဲ့မြတ်စွာဘုရားကိုလည်းကတ်လူပူတော့လူတန်းနဲ့ကနောင်မင်းသားကြီးကိုလည်းရီမန်းပြီးတော့မှသူနဲ့ဆွေတော်မျိုးတော်တွေအတွက်ကိုလည်းနော်ကတ်လူပူစော်လူတန်းနဲ့ပွဲလေးဖြစ်ပါတယ်ပေါ့နော်